谁也是设计。မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးပြီးဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာရေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြင်မှာပါတော့ဒီနေသားကိုတော်တော်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုတိတ်မရှိပေမဲ့ဒီပြည့်ရအောင်ရတော့အင်မတန်မှ ပုံမှာကားကြီး ဟုတ်ကားဟိုကဘယ်ဆက်သွားလို့မရတော့ ရတော့ ဘယ်လိုကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါယူ ကားတစ်စီးဟိုမှာ လမ်းကြောင်းသွားတာမဟုတ်ဘဲနဲ့ရှေ့ဘယ်လိုလဲကူးကြမှာလဲ စားပါလေအပေါ်လေဆိုခုနိုင်တယ်လူကူ ဆင်းညာနေပတ်လို့လာ အနေများလေ မင်းတို့